အပိုင်းလေးမှာတော့မကောင်းဆိုးဝါးတွေကကဘာမြေကြီးစီကိုဆင်းသက်လာပါပြီဒါကြောင့်မဲကောင်လေးကသူ့ဖေပြောခဲ့တာတွေအားလုံးကမှန်နေတဲ့ဆိုတာကိုလည်းသိလိုက်ရတာပေါ့အဲ့ဒီခါကဘာပြတ်တယ်ဆိုတာကလည်းမှန်နေတယ်ဆိုတော့သူ့ဖေပြောခဲ့တဲ့သူ့အမေကတေသွားပြီဆိုတာကလည်းမှန်နေမှဆိုတာသိကြနေပါပြီကောင်လေးလည်းသူ့အမေကိုရှာဖို့အတွက်ရီမန်းချက်ကြီးကလည်းပျက်စီးလို့သွားခဲ့ရပြီလေမြို့ထဲမှာလည်းမကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်မှုတွေကြောင့်လူတွေကလည်းအသေးအတန်ကိုထွက်ပြေးနေခဲ့ရပါတယ်တို့ပေမဲ့မကောင်းဆိုးဝါးတွေကလူတွေကိုလိုက်မိလာတာကြောင့်လူတွေကိုလည်းတက်ပြက်ပြီးတော့စားတောက်နေပါတယ်တချို့ကလည်းမကောင်းဆိုးဝါးတွေလက်ထဲကနေပြီးထွက်ပြေးနေရသလိုတချို့ကလည်းလိုက်မိလာတာကြောင့်မကောင်းဆိုးဝါးတွေရဲ့တက်ပြက်ခြင်းကိုခံနေရပါတယ်အဲ့ဓာတွေကိုကောင်လေးကကြောင်ငေးပြီးကြည့်နေတဲ့အခါလက်တစ်ဖက်ကလည်းဝင်ရောက်လာခဲ့တာပေါ့အဲ့ဒီလူကကောင်လေးရဲ့လက်တစ်ဖက်ကိုဆွဲပြီးတော့ပြေးနေတာကြောင့်ဘယ်သူလဲဆိုပြီးကြည့်လိုက်တော့ကောင်လေးကလည်းအံ့ဩသွားခဲ့ရပြီလေသူ့ရဲ့လက်ကိုဆွဲပြီးတော့ပြေးနေတဲ့သူကသူ့ရဲ့အဖေဆိုတာကိုလည်းသိလိုက်ရပါတယ်မင်းဒီမှာဘာလုပ်နေရလဲလာမြို့ထဲမှာလည်းမိစ္ဆာတွေလက်ချက်ကြောင့်ဆုတ်ပြတ်တတ်နေပြီးအသက်ရှင်သူတွေတချို့ကလည်းအားရှိသလောက်ကိုထွက်ပြေးနေခဲ့ရတာပေါ့ပြေးတာမရက်လိုက်နဲ့နော်ပြောဆိုသူကလည်းရှိကနေပြီးတော့ပြေးနေတယ်လို့နောက်ကနေပြီးတော့မိစ္ဆာတွေကလည်းထက်ချက်မကွာကိုလိုက်နေကြပါတယ်ကောင်းလေးလည်းပြေးနေရင်မှနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါလူတစ်ယောက်ပြေးနေတာကိုလည်းမြင်လိုက်ရတာပေါ့အနောက်ကပြေးနေတဲ့ကောင်လေးကလည်းသူ့ရဲ့နောက်မှာမိစ္ဆာတွေကကပ်ပါလာတာကြောင့်ကောင်လေးကလည်းအသေးအတန်နေပြေးနေပေမဲ့နောက်ဆုံးမှာတော့မိစ္ဆာတွေကလိုက်မိသွားပြီးကောင်လေးကိုအသေးအတန်လူရက်တွေတိုးဝေပြီးတော့စားတောက်နေတဲ့အခါကောင်လေးကလည်းအော်နေခဲ့ရပြီလေဟိုကောင်လည်းအဲ့ဒါကိုမြင်ပြီးတော့လမ်းဖြတ်နေပြီးသူ့ရဲ့အဖေကဘေးကိုကွေသွားတာကြောင့်သူကလည်းလိုက်ပြီးတော့ဘေးကိုကွေလိုက်ရတာပေါ့ဒါပေမဲ့မိစ္ဆာတွေကသူတို့ရှိတိုက်ကြိုတိုက်ကြားတွေကနေပြီးတော့ထွက်လာတာကိုလည်းမြင်လိုက်ရပြီလေဒီဘက်ကိုလားကောင်လေးကသူ့ရဲ့အဖေဘေးကိုခုံကျော်သွားတာကိုတွေ့တဲ့အခါသူကလည်းနောက်ကနေပြီးတော့ခုံကျော်ပြီးတော့လိုက်လာခဲ့ရတာပေါ့အဲ့ဒီဘက်မှာလူတွေကလည်းပြောင်းဆန်ပြီးပြေးနေတာကြောင့်ကောင်လေးကလည်းအဲ့ဒီလူတွေကိုတိုးဝေပြီးတော့ပြေးနေခဲ့ရပါတယ်အခြေအနေတွေကအတော်ကိုစိုးနေပြီးပြေးလွှားနေတဲ့လူတွေလည်းရှိနေတယ်လို့ဖုံးဆက်ပြီးတော့အကူအညီတောင်းနေတဲ့လူတွေကလည်းရှိနေပါတယ်ပြေးနေတဲ့လမ်းတစ်လျှောက်မှာလည်းကြောက်လန့်တကြားအော်ဟစ်ပြီးအစားခံရတော့မဲ့လူတွေကိုလည်းတွေ့နေရပါတယ်တချို့မိစ္ဆာတွေကလည်းလက်တံအနေနဲ့ဘိုက်ကြီးကိုဖောက်ပြီးတော့သူတို့ရဲ့အပေါက်ကြီးတွေကိုဆွဲထည့်နေတဲ့အခါလူတွေကလည်းကင်းမိကောက်တွေထောင်နေခဲ့ကြပြီလေဒီမှာပြောချင်တာကတော့အပေါက်ဆိုရင်ဝက်လုံးပေါင်ကိုထင်ရန်ပေါက်ပါမရှောင်နဲ့ကျွန်တော်တို့လိုလူပြိုကြီးတွေအတွက်ကတော့ဒီအခြေအနေကတော့အရန်ကိုဆင်ပြေပါတယ်တစ်ဖက်မှာလည်းကောင်လေးကမိစ္ဆာတွေကိုလွတ်လွတ်ရှုလိုက်ပြီးအရှိကိုပဲတရှိန်တို့ပြေးနေခဲ့ပါပြီတချို့လူတွေမှာသားတွေသမီးတွေမျိုးတွေနွယ်တွေကိုမထားခဲ့နိုင်လို့စောင့်နေကြတဲ့အခါမိစ္ဆာတွေလက်ချက်ကြောင့်ပဲတည်သွားတဲ့လူတွေကလည်းရှိနေကြပါတယ်အခုကောင်လေးတို့ပြေးနေကြတာကမျိုးပြင်ထွက်တဲ့တရားကြီးပေါ်မှာဖြစ်ပြီးတားဖားနှစ်ယောက်ကလည်းတရှိန်တို့ကိုပြေးနေကြပါတယ်သူတို့ရဲ့နောက်မှာလည်းမိစ္ဆာတွေကတစားနဲ့တစားများလာပြီးလမ်းတစ်လျှောက်လူတွေကိုတက်ဖြတ်ပြီးတော့လည်းစားတောက်နေခဲ့ကြပါတယ်မိစ္ဆာတွေကျွန်တော်တို့ကိုမိတော့မယ်ဗျာစကားပြောနေဖို့အချိန်မရှိဘူးဆက်တာပြေမြို့ပြင်ကိုထွက်ဖို့အတွက်ဒါကတခုတည်းတော့နီးလန့်မယ်ကွာဆက်တာပြေမရက်လိုက်နဲ့တကယ်တော့ဒီတရားကမြို့ပြင်နဲ့မြို့ထဲကိုထိုးထားတာဖြစ်ပြီးအောက်မှာကလည်းကြောက်ကြီးတစ်ခုပဲရှိပါတယ်တစ်ဖက်မှာလည်းမိစ္ဆာပေါင်းများစွာဖွဲ့စည်းထားတဲ့အဆိုင်ခဲကြီးကလည်းတရားချေစင်းကိုရောက်ရှိနေပါပြီလမ်းရှိသမျှကားတွေကိုတိုင်နီကိုရောပါဖြတ်တိုက်ဝါမြုပ်ပြီးတော့ကိုလိုက်နေခဲ့ပါတယ်ကောင်လေးကလည်းအနောက်ကနေပြီးရှူရှက်လိုက်လာတဲ့အတန်ကြီးတွေကိုကြားနေရတာကြောင့်ထိတ်လန့်တကြားကိုပြေးနေကြပါတယ်အဲ့ဒီခါသားဖားနှစ်ယောက်ကလည်းဒီအချိန်တွေကြောင့်အတော်ကိုဒုက္ခရောက်နေခဲ့တာပေါ့ဒီမိစ္ဆာတွေတရားအထိကျွန်တော်တို့နောက်ကိုလိုက်လာကြတယ်ဗျကောင်လေးကပြောနေရင်းနဲ့တခုခုကိုခန်းစားလိုက်ရတဲ့အခါသူ့ရဲ့ခြေထောက်ကိုမိစ္ဆာကြီးကရစ်ပတ်လို့ထားခဲ့ပါတယ်မိစ္ဆာကြီးရဲ့လက်ကကောင်လေးရဲ့ခြေထောက်ကိုအားကြီးနဲ့တဖြည်းဖြည်းရစ်ပတ်လာတာကြောင့်ကောင်လေးကလည်းအတော်ကိုခန်းစားနေခဲ့ရပါတယ်အရန်ကိုပြင်းထန်တဲ့ညှင်းအားကြောင့်အန်ကိုလည်းကြိတ်ထားရပြီးဒါကြီးကိုသာသူ့စီကနေမဖယ်ရှားနိုင်ရင်သူ့ရဲ့ခြေထောက်ကလည်းကျိုးသွားနိုင်ပါတယ်ဒါကြောင့်ပဲဖိုးကြီးကကြောက်တုံးကြီးတစ်ခုကိုမလာပြီးတော့မိစ္ဆာကြီးရဲ့လက်တံကြီးကိုလည်းချိန်ရွယ်လိုက်ပြီးလေပြီးရနဲ့အာရပါရထူးခြားလိုက်တဲ့အခါမှာတော့ကောင်လေးကိုပတ်ထားတဲ့လက်တံကြီးကလည်းပြတ်ထွက်လို့သွားခဲ့ပါတယ်သူ့ရဲ့လက်ပြတ်သွားတာကြောင့်မိစ္ဆာကြီးကလည်းအော်ဟစ်ပြီးတော့လူးလိမ့်နေတာကြောင့်တရားအောက်ကိုလည်းပြုတ်ကျလို့သွားခဲ့တာပေါ့တရားပေါ်မှာလည်းမိစ္ဆာကြီးရဲ့လက်ချက်ကြောင့်ကောင်လေးရဲ့ခြေထောက်ကလည်းအရန်ကိုနာကျင်သွားခဲ့ရပြီလေငါရဲ့ခြေထောက်ကောင်လေးရဲ့ခြေထောက်မှာလည်းအမာယုတ်ကြီးလိုကိုဖြစ်သွားခဲ့ရပြီးအဲ့ဒီချိန်မှာပဲသူတို့ကတခုခုကိုခံစားလိုက်ရပါတယ်အဲ့ဒါကတော့အနောက်ကနေတောက်လျှောက်လိုက်လာတဲ့မိစ္ဆာပေါင်းများစွာရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ပါမိစ္ဆာတွေကတရားပေါ်ကိုရောက်ရှိနေပြီးအုံလိုက်အပြုံလိုက်ကြီးကိုတက်ရောက်လာခဲ့တာပါကောင်လေးကအာယူပြီးတော့ခြေထောက်နာနေတာကြောင့်တုံနဲ့ထားဖို့အတွက်ကြိုးစားနေပါတယ်ပြီးရနဲ့နာကျင်မှုကိုအန်တူပြီးအရှိကိုလည်းတက်နိုင်သမျှပြေးနေခဲ့ရပြီလေသူလှုပ်ရှားပြီးပြေးလေနောက်ကနေမိစ္ဆာတွေလိုက်လာတာကိုလည်းပို့ပြီးတော့ခံစားနေခဲ့ရတာပေါ့မိစ္ဆာတွေနီးကပ်လာတာကိုစိတ်ထဲကနေခံစားလိုက်ရတဲ့အခါခြေထောက်ကလည်းနာကျင်လာတာကြောင့်လဲကျသွားပါတော့တယ်မြေပြင်ပေါ်ကိုလဲကျသွားတဲ့အခါသူ့ရဲ့ခြေထောက်အခြေအနေနဲ့ဘယ်လောက်ပဲအမြန်ပြေးနေပါစေနောက်ဆုံးမှာတော့မှီသွားနိုင်တယ်လို့လည်းတွေးနေခဲ့ပါတယ်။ကောင်လေးကမိစ္ဆာတွေလက်ထဲကနေဘလို့မှသူကတော့မလွတ်မြောက်နိုင်တော့ဘူးလို့တွေးပြီးတော့ကိုစိတ်တက်ကြနေပါတော့တယ်။ဒီလိုနဲ့ပဲပေါ်ကိုမောကြီးလိုက်တဲ့အခါမှာတော့သူ့ရဲ့အဖေကမတ်တက်ရက်ပြီးတော့သူ့ကိုကြည့်နေတာကိုလည်းမြင်လိုက်ရပါတယ်။ကောင်လေးကသူ့ရဲ့စိတ်ကိုဒုံချလိုက်ပြီးအဖိုးကြီးကိုပြောလိုက်တာကတော့ကျွန်တော်ကိုစောင့်မနေနဲ့တော့ခမည်းသွားတော့ကျွန်တော်ထွက်ပြေးဖို့မဖြစ်နိုင်တော့ဘူးဗျ။ကောင်လေးလည်းသူ့ကိုထားခဲ့ပြီးတော့သူ့ရဲ့အဖေကိုတယောက်တည်းသွားခိုင်းနေခဲ့တာပေါ့။
ကျွန်တော်ကိုစောင့်မနေနဲ့တော့ခမရတယောက်တည်းသွားရင်အသက်ရှင်နိုင်ပါတယ်ဒီလိုနေပဲကောင်းလေးကအသိပုံရိပ်တွေကိုမျက်လုံးထဲမှာမြင်အောင်လာတာပေါ့သူငယ်ငယ်လေးကတည်းကကြီးလာတဲ့အထိသူ့ရဲ့ဖေကတန်တိုင်းနေကြားတဲ့ကနေပြီးတော့သူ့ကိုလစ်လူရှူထားခဲ့တယ်လို့လည်းကောင်းလေးကထင်နေခဲ့တာပေါ့တကယ်တော့ကောင်းလေးကသူ့ရဲ့ဖေကအမြဲတမ်းသူ့ကိုလစ်လူရှူထားခဲ့တာကြောင့်သူ့ရဲ့ဖေကိုတယောက်တည်းသွားဖို့အတွက်ပြောနေခဲ့တာပါဒါပေမဲ့အတွေးတွေကအဲ့ဒီမှာတင်ရက်သွားခဲ့ပြီးသူ့ရဲ့ဖေကသူ့ကိုလက်လန်းလိုက်ပါပြီမင်းဘာလုပ်နေတာလဲကွာလာလာထားတော့သူ့ရဲ့ဖေကသူ့ကိုထားခဲ့မယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီအတွေးတွေကလုံးဝကိုမှားနေခဲ့ပါပြီဘာလဲခမများဘာလုပ်နေတာလဲဗျထွက်ပြေးတော့လေခမများကျွန်တော်ပြောနေတာကိုမကြားဘူးလားကျွန်တော်ထွက်ပြေးခဲ့ရင်တော့မှအဲ့ဒီဗီဒီယိုတွေလက်ထဲကနေဘလို့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးဗျမင်းရှင်းတန်းနိုင်ပါတယ်ကွာမင်းလုံးနိုင်တယ်ဆိုတာကိုငါသိတယ်ထားစမ်းပါဟာဘာလဲဒါဘလို့မှဖြစ်နိုင်မှာမဟုတ်ဘူးသူ့ဖေရဲ့အပြောတွေကြောင့်ကောင်းလေးကလည်းလုံးဝကိုအံ့ဩနေခဲ့ပါတယ်အဖေဖြစ်သူကရှေ့ကနေပြီးတော့မမရက်နေပြီးတော့သူ့ကိုထားနိုင်ဖို့အတွက်လက်ကမ်းနေခဲ့ပြီလေသူမြင်လိုက်ရတဲ့သူ့ဖေရဲ့ဝမ်းနေမှုအဲ့ဒီဝမ်းနေမှုကသူ့အတွက်ဆိုတာကိုလည်းကောင်းလေးကသိလိုက်ရပါတယ်ဒီလိုနဲ့ပဲကောင်းလေးကသူ့ဖေကန်ထားတဲ့လက်ကိုကန်လိုက်ပြီးထားဖို့အတွက်လည်းလုံနေခဲ့ပြီလေအာယူပြီးတော့ထားလိုက်တဲ့အခါမှာတော့အဖိုးကြီးကကောင်းလေးရဲ့လက်ကိုစောင်းဆွဲပြီးတော့အရှိကိုလည်းတွန်းလွတ်လိုက်ပါတယ်အဲ့ဒီချိန်ကြောင့်ပဲခြေထောက်ကလည်းထောက်လို့ရသွားပြီးအချိန်လေးနဲ့ပြေးနေခဲ့ပါတယ်ပြေးနေရင်းနဲ့သူ့ရဲ့လက်ထဲမှာတခုခုရောက်ရှိနေတာကိုလည်းတွေ့လိုက်ရပြီလေဟမ်ငါရဲ့လက်ထဲမှာတခုခုရှိနေတယ်ဒါကြောင့်ပဲနောက်လဲကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဖေကတရားကနေအမြန်ထွက်သွားဖို့ပြောနေတာကြောင့်ကောင်းလေးကလည်းလက်ခံလိုက်ပါတယ်ရှိသမျှအားကိုသုံးပြီးတော့ဟိုဘက်ချမ်းကိုရောက်ဖို့အတွက်ကောင်းလေးကလည်းပြေးနေခဲ့တာပေါ့အဖိုးကြီးကတော့အနောက်မှနေခဲ့ပြီးကောင်းလေးကတော့ဟိုဘက်ချမ်းကိုရောက်ဖို့အတွက်အတော်ကိုပြေးနေခဲ့ရပါတယ်ဒီတရားကမြို့ပြင်နဲ့မြို့တဲကိုထိုးထားတာဖြစ်ပြီးအောက်မှာကလည်းကျောင်းနေရံနေဝင်းရံထားတဲ့ကြောက်ကြီးကလည်းရှိနေခဲ့ပါတယ်ဒီလိုနဲ့ပဲကောင်းလေးကရှေ့ကိုပြေးနေရင်းနဲ့သူ့ရဲ့ရှေ့မှာအရေးကြီးတစ်ခုကိုတွေးလိုက်ရတာကြောင့်ကောင်းလေးလည်းအပေါ်ကိုမောကြည့်လိုက်တာပေါ့ဘာလဲဆိုပြီးတော့လှည့်ကြည့်လိုက်တဲ့အခါမှာတော့မိစ္ဆာတွေရဲ့လက်ချက်ကြောင့်တရားကြီးရဲ့တိုင်တွေကစုပ်ပြတ်တက်နေပြီးလဲကြတော့မှာပါတဖေးဖေးနဲ့အကြောင်းတွေထားလာပြီးရံရွက်လာတဲ့အခါမှာတော့ကောင်းလေးကလည်းမျက်လုံးပြူးပြီးတော့ကြည့်နေခဲ့တာပေါ့တကယ်ပြင်မှာဒေါက်တန်ကြီးတွေကအကွဲပြီးကျိုးလာတော့တရားကသူ့ရဲ့ဝိတ်ကိုသူမခံနိုင်တော့ဘဲနဲ့နောက်ဆုံးမှာတော့အလေကနေပြီးတော့ထပ်ပိုင်းကြီးကိုကျိုးကြသွားပါတယ်ကြီးမားလုံးနဲ့တရားကြီးကပျက်စီးနေတဲ့အခါမိစ္ဆာတွေရဲ့ဝိတ်ကိုမခံနိုင်တော့တာကြောင့်ကျိုးကြသွားတာပါဘယ်ပြောကောင်းမလဲတရားဖို့ရောက်နေတဲ့မိစ္ဆာတွေကတော့တရားနဲ့အတူကြောက်ကြီးတဲ့ကိုလေပြုတ်ကျသွားခဲ့ရပြီလေကောင်းလေးကတော့ကံကောင်းစွာပဲဟိုမချမ်းမှာရပ်နေခဲ့တာကြောင့်ဘာမှမဖြစ်ခဲ့ပေမဲ့တရားပေါ်မှာကြံနေခဲ့တဲ့သူ့ရဲ့ဖေကတော့မိစ္ဆာတွေနဲ့အတူကြောက်ကြီးတဲ့ကိုပြုတ်ကျသွားမှာကတော့အမှန်ပါဒါကြောင့်ပဲကောင်းလေးကနောက်ဆုံးမှာတော့ဝမ်းနေစွာနဲ့ခေါ်လိုက်တာကတော့အဖေဖေဒီမှာတည်းအပိုင်းလေးကပြီးသွားတာကြောင့်ဒီဇလန်းလေးကိုကြမ်းနေတဲ့ရင်တော့လက်မလေးနဲ့ခေါင်းလုံးလေးကိုနှိပ်ခဲ့ပေးပါနော်အကြံပြုချင်တာလေးများရှိရင်လည်း comment ထဲမှာအာမနာစတန်ကိုရေးသွားလို့ရပါတယ်နော်